ဘာဖြစ်လို့တိုင်းကိုပြေးလာလဲဆိုတော့တိုက်ပွဲတွေဖြစ်လို့လာပြေးတယ်ပေါ့ဘုံတွေကျဲတယ်ပေါ့ချီချတာမှမီးတွေရှိုးပြီးတော့တနာကြီးတွေပြေးတယ်အဲ့ဖုန်းကြောင်းတွေလည်းအကုန်လုံးမီးတွေလောင်ဖုန်းကြီးတွေအသီးအဲ့ဒီပိတ်လို့ကျွန်တော်တော်တဲ့ပြေးလာတောင်းတလုံးကြီးကြော်မိုးချိုးကဒီဘက်ကနေပြီးရောက်ဘယ်လိုခံစားရလဲဆိုတော့ကြောက်တာပေါ့ကျွန်တော်အတွေ့အကြုံမှမရှိဘူးတော့ကြောက်မယ်ဆိုရင်လည်းကိုကတော့အငဲ့တော့ဒါခလေးနေရတယ်မိမနဲ့ဆိုတော့ဒီလိုပဲသူများရှိမှနေရတာအဲ့နောက်လာနေတော့မပြန်ရတော့လေရွာမပြန်ရတော့ဒီဘက်ကူးလာတာပေါ့ဒီဘက်ကူးလာဆိုတော့ကျွန်တော်အမနဲ့တူတူပေါ့နော်ကျွန်တော်ဒီရရောက်တာ20လောက်ရှိတယ်ဒီမှာရောက်လာပေါ့ဟောနေတာပါလေအများကြီးလည်းကျေးဇူးတင်ကြပါတယ်ဒီဘက်ကြည်ပြီးတော့ခွင့်ဘယ်လိုနေခွင့်ပေးတဲ့အတွက်ကြောင့်ပေါ့နော်အစားသားတော့ဘာမှမပူပါဘူးတည်ရင်တော့ကိုရကိုတီတာကောင်းမှုပြန်ပြည့်ရကိုရကိုတီတာပြန်နေချင်တော့ပြောပြချင်လဲဆိုတော့ဒီလိုမျိုးဘာလို့ပြရမလို့စီးပွဲတွေပေါ့ဗျာစီးပွဲတွေမဖြည့်တော့ပိုကောင်းတော့ဗျာပြည်သူလူထုတွေဒုက္ခမရောက်အနေထားမျိုးတော့ဘယ်သူမှမကြုံပါစေနဲ့နော်